ကူပါတို့အဖွဲ့ဟာရဲတွေဖုံးလာနေတဲ့မီလာဂျိုဘော်ကိုအရှင်ပြင်းပြင်းဆင်းသက်လိုက်ကြပါတယ်ဒီဂျိုဘော်ကတနာရီဟာကဘာမီနဲ့9နှစ်နဲ့ညီမျှတယ်ဆိုတဲ့ဖီအားအောင်မှာသူတို့ရဲ့လှုပ်ရှားမှုတိုင်းကအသက်သမျှအရေးကြီးနေပါတယ်မြေဆွဲအားကလည်းကဘာထက်130ခိုင်နှုန်းပိုများတာကြောင့်လမ်းလျှောက်ရတာကအစလေးလံပင်ပန်းလာပါတယ် မီလာရဲ့အချက်ပြဆက်ရှိရာကိုရောက်သွားတဲ့ခါမှာတော့မျော်လင့်ထားသလိုလူကိုမတွေ့ရပဲရင်ပြအပိုင်းစားတွေကိုသာတွေ့လိုက်ရပါတယ်အဲ့ဒီချိန်မှာပဲ brand ကအဝေးလတောင်တန်းကြီးတွေစီကိုမျှော်ကြည့်မိပါတယ်ဒါပေမဲ့ကူပါကထိတ်လန့်တကြားအော်ပြောလိုက်ပါတယ်အဲ့ဒါတွေကတောင်တန်းတွေမဟုတ်ဘူးရေလိုင်းလုံးကြီးတွေပဲ မိုးကောင်းကင်ထီမြဲမားတဲ့ရေလိုင်းကြီးသူတို့စီတိုးဝင်လာပါပြီ။ကူပါကရင်ပေါ်ပြန်တက်ထူအမိန်ပေးပေမဲ့ brand ကတော့တိတ်ပလန်ပညာရှင်ပြီးအချက်အလက် data box ကိုရမှထည့်မယ်ဆိုပြီးခေါင်းမာနေပါတယ်။ line ကနီးတဲ့ထဲနီးလာပါပြီ။နောက်ဆုံးမှာစက်ရုပ် case က brand ကိုဆွဲယူပြီးရင်ပေါ်အတင်းတက်လိုက်ရပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲနောက်ကျဂျန်နေခဲ့တဲ့ဒွိုင်းတယောက်ကတော့ရင်တကားဝမှာနဲ့ line လုံးကြီးရဲ့ဝါမြူချင်းကိုခံလိုက်ရပြီးပါသွားပါတော့တယ် ကူပါတို့အသက်ဘေးကလွတ်ဖြစ်ပြီမဲ့ရင်ပြန်ရဲ့အင်ဂျင်တွေကိုရေဝင်သွားလို့ဆက်နှိုးမရတော့ပါဘူးသူတို့ဒီဂျိုပေါ်မှာတောင်းတင်းနေပါပြီအင်ဂျင်တွေကရေဒီကုံအောင်စောင့်ရမယ့်45မိနစ်လောက်ချိန်ကာလဟာကဘာမီပေါ်မှာ10စုနှစ်များစွာကြာသွားစီတော့မှာပါအခုမှသူတို့သဘောပေါက်လိုက်တာကအရင်ရောက်နေနေတဲ့မီလာဟာဒီဂျိုရဲ့အခြေအရလွန်ခဲ့တဲ့မိနစ်ပိုင်းလောက်ကမှတည်ဆုံးသွားခဲ့တာပါသူတို့ရခဲ့တဲ့အချက်ပြအတန်စစ်ကနေဆိုတာကလေမီလာတည်ဆုံးခါနီးပို့လိုက်တဲ့အတန်ပဲ့တဲ့တန်မြတာဖြစ်ပါတယ်ကူပါနဲ့ brand တို့ဟာအပြန်လန်အဖြစ်တင်စကားပြောဆိုကြရင်အချိန်ဆိုတဲ့သဘောတရားအကြောင်းဆွေးနွေးဖြစ်ကြပါတယ် ။အချင်းဆိုတာဆွဲဆန့်လို့ရတယ်။ကြုံပြစ်လို့ရတယ်။ဒါပေမဲ့ဘယ်တော့မှနောက်ပြန်လှည့်လို့မရဘူးကူပါ။သူတို့ဘလောက်ပဲနောင်တရနေပါစေ။ကုံဆုံးသွားတဲ့နှစ်ပေါင်းများစွာကိုပြန်မရနိုင်တော့ပါဘူး။အခုချိန်မှာကဘာမီဘောကသူတို့ချစ်ရတဲ့သူတွေစီမှာတော့အချိန်တွေအများကြီးကုံဆုံးသွားခဲ့ပါပြီ